တောက်ကြသားသမီးတွေခဏလေးဒီဗီဒီယိုကိုလုံးဝမကြော်သွားနိုင်အောင်တောက်ကြသားသမီးတွေအတွက်ဒါတာမန်လက်ဝင်ယုံတင်မဟုတ်ပဲဒါငွေတကားအမှန်တကယ်ပွင့်မဲ့ဒါကံကြမ္မာအလှည့်ပြောင်းကိုဒါတော်နမိတ်နေနဲ့ဒါအတိအကျဒါဟောသွားပြပါမယ်ဒါတင့်ထန်ငွေကြေးတွေဘလို့လမ်းကြောင်းကနေစီးဝင်လာမလဲငွေယူပေါက်တွေကရောဒါဘလို့ပိတ်ရမလဲဆိုတာကိုဒီဗီဒီယိုအဆုံးမှာဒါပါဝင်တဲ့တောက်ကြသားသမီးများအတွက်ဒါအစွမ်းထက်တဲ့အထူးရတရားကိုပါဒါပြောပြပြီးတော့ပါမို့အခုကြည့်နေမိတ်ဆွေကဒါတောက်ကြသားသမီးတယောက်ဖြစ်တယ်ဆိုရင်ဒီဗီဒီယိုကိုဒါအများမြင်အောင် like share ကိုမရေးချင်းဖြစ်ဒါပြန်လည်မျှဝေပြီးဖို့ဒါမေတ္တာရက်ခံပါတယ်ခင်ဗျာတောက်ကြသားသမီးများအတွက်ဒါဩဂုတ်လ23ရက်နေ့ဒါတာရောနမိတ်ဟော်လေးဒါကြည့်ပြီးမှဖြစ်ပါတယ်ခင်ဗျာတောက်ကြသားသမီးများအတွက်ဒါပထမဆုံးကြားရတဲ့ကတ်မှာဆိုရင်ကြွယ်ဝချင်းဆိုင်ရာဒါဘယင်ကြီးကတ်ကြတာလေတောက်ကြသားသမီးတွေရငွေဝင်ကံဟာဒါတာမန်မဟုတ်ပဲဒါခိုင်မာတဲ့စီးပွားရေးအကြီးစားရင်းနှီးမြှုပ်နှံမှုဓမ္မမဟုတ်ယာဒူးတိုးလာစာတိုးပြီးဒါရောက်ရှိလာမှာဖြစ်တယ်။ကိုမှပိတ်မိနေတဲ့ဒါငွေကြီးကိစ္စတွေဒါရစရာစီးတဲ့အကျွေးအဟောင်းနေနဲ့ဒါမရနိုင်တော့ဘူးထင်တဲ့ဒါငွေကြီးတွေကဒီဒါအကျိုးအမြတ်ဖြစ်ဒါမိမိဒါမထင်မှတ်ပဲဒါပြန်လဲဝင်ရောက်လာမယ်ဒါမဟာနမိတ်ကောင်းဒါဖြစ်ပါတယ်ခင်ဗျာ။ဒုတိယကတ်မှာတောက်ကြသားသမီးများတက်ကြတာတော့ဒါအောင်မြင်ချင်းကတ်ဒုတ်ချောင်း6ချောင်းကတ်ကြတာဒါမိမိရဲ့ဒါစူးစမ်းမှုကျွမ်းကျင်မှုနဲ့ဒါဖန်တီးနိုင်စမ်းတို့ကြောင့်ဒါလူသိများတာမယ်ငွေဝင်လမ်းကြောင်းတွေဒါဟုန်တို့ဒါပွင့်လာပါလိမ့်မယ်အထူးသဖြင့်ဒီ online စီးပွားရေးလုပ်နေတဲ့မိတ်ဆွေတွေဒါဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့ဒါမိတ်ဆွေတွေဒါနီးပညာနဲ့ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ဒါတောက်ကြသားသမီးတွေဆိုရင်ဖောက်တဲ့တက်တွေများလာမယ်ဒါမိတ်ကောင်းဆွေကောင်းတွေရရှိလာပြီဒါမထင်မှတ်ထားတဲ့ငွေကြေးအစွန်းအမြတ်တွေအမြတ်စွန်းများဒါဇက်တိုက်ဒါဝင်ရောက်ရရှိလာမှာဖြစ်တယ်တတိယမြောက်ကမှာဆိုရင်တောက်ကြသားသမီးများကံကြမ္မာစုပ်ဝင်ကကြတာငွေကြေးပိုင်းမှာအကျက်တဲဖြစ်နေတဲ့သူတွေအတွက်ဒါကံစားတာရုပ်တရက်ဒါပြောင်းလဲသွားမယ်ငွေကြေးစီးဆင်းမှုတွေမြန်မြန်ဆန်ဆန်ဒါကိုယ်စီရောက်ရှိလာမှာဖြစ်တယ်သို့တော်လည်းဒါတစ်ဖက်တင်တောက်ကြသားသမီးတွေကငွေဝင်သလိုဒီကာလအတူအတွင်းမှာမလိုအပ်ပဲဒါပြန်မထက်သွားအောင်ဒါအသုံးစရိတ်ကိုဒီကာလမှာဒါတတိထားပြီးဒါစီမံခန့်ခွဲဖို့လိုအပ်ပါလိမ့်မယ်ခင်ဗျာတောက်ကြသားသမီးများအတွက်ဒါတိတငွေဝင်အထူးရတရားအနေနဲ့ဒါငွေကြေးစီးဆင်းမှုတွေပုံမှန်မြန်ဆန်စေပြီးငွေယိုပေါက်တွေပိတ်စင်ရန်အတွက်ဒါနနက်ပိုင်းမှာဒါမိမိအိမ်ကဖျားမှာတန့်စင်တဲ့ရေအေးတစ်ခွက်နဲ့ဒါအဖြူရောင်ရှိတဲ့ပန်း9ပွင့်နဲ့ဒါကက်လူပူဇော်ပြီးစီးပွားရေးအဆင်ပြေပါစေကြောင်းလက်လက်ပတ်တွေပွင့်လန်းပါစေကြောင်းဒါဆုတောင်းပါဒီငွေဝင်ကံမဟာနမိတ်ကောင်ကိုဒါမိမိထံလှည့်မြန်စွာရောက်ရှိလာဖို့အတွက်ဒီဗီဒီယိုလေးရဲ့ကွန်မန့်ထဲမှာငွေကြေးကံပွင့်လန်းပါစေလို့ဒါကွန်မန့်လေးမှန်ပြီးဒါကောင်းသောနမိတ်ကောင်ကိုဒါရယူလိုက်ပါခင်ဗျာဒါပြင်မိတ်ဆွေချစ်ရတဲ့တောက်ကြသားသမီးများအများမြင်တွေ့နိုင်အောင်ဒီဗီဒီယိုလေးကိုလည်းဒါပြန်လည်မျှဝေပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲစီးပွားလက်လက်ပတ်တွေဒီအလားတိုးပွားပြီးကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ဒါပြည့်စုံကြပါစေခင်ဗျာ